everyone, welcome back. LED နဲ့ Sanala University ရဲ့ Global Culture Day ကိုတွားနေရပဲဖြစ်ပါတယ်။အဲ့မှာမြန်မာ society ကောင်းတာလည်းရှိရော LED ကြောင်းရောက်တာနဲ့ Burmese dress လေးလဲလိုက်တယ်ပေါ့နော်။ပြီးတော့ကောင်းတာမှာမြန်မာနိုင်ငံရဲ့အထင်ကြီးနေရရင်နဲ့မြန်မာ society ကိုဘယ်လို join ရမလဲဆိုတာကိုအဲ့အကိုကြီးကရှင်းပြပေးပါတယ်။ပြီးတော့အကိုရီမုတ်သားစားတော့ LED ကောင်တာဝင်ထိုင်ပြီးတော့အတိတ်ရောက်လာတဲ့ကျောင်းသားတွေကိုမြန်မာ society ကို promote လုပ်ပေးခဲ့ပါတယ်။အဲ့မှာချားနိုင်ငံကကောင်တာတွေလည်းရှိရပေါ့နော်။ကျောင်းသားတစ်တွေလည်းတော်တော်များလာကြပါတယ်။ LED ကောင်တာထိုင်နေရော organizer က Burmese dress နဲ့ကဝတ်တက်လျှောက်ပေးပါလားလို့လာခေါ်တာနဲ့ LED ရှက်နဲ့စီမွန်တက်လျှောက်ဖြစ်ခဲ့ရလေးပေါ့နော်။ event address book ထားတဲ့ ticket ကိုပြပြီးတော့အလီတို့မုတ်တစ်ခုအလကားရွေးပါတယ်။အလီကတော့ chicken pan ချက်သားပေါက်စီလေးစားဖြစ်ခဲ့ရပေါ့နော်။ပြီးတော့အဲ့မှာတချင်းနေဆိုကြရဲ game ဆော့တဲ့ကောင်တာလည်းရှိရဲလက်ဆောင်ပစ္စည်းတွေလည်းပေးကြရဲအလီအောင်အင်ကြီးလေးတက်ထဲလက်ဆောင်ရခဲ့သေးတယ်အကုန်လုံးကကိုကာချာကို promote လုပ်ကြတာပေါ့နော်အဲ့ဒါဆိုရင်သူက anime ကောင်တာပါအလီ anime ကောင်တာမှာသွားဆော့နေရအလီကို color chill လို့ရပါတယ်အလီကတော့အလုပ်သွားဖို့ရှိရနဲ့ပွဲပြီးရတိမနေပဲနဲ့နည်းနည်းလေးဆော့ထွက်ပြီးပြန်လာခဲ့ပေါ့နော်အားလုံးကျေးဇူးအများကြီးတင်ပါတယ် bye bye နောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ရှင်